ခွေးနဲ့ကြီးလဲသွားရောပတ်ဝန်းကျင်ကခွေးဥတန်တွေလုံးဝမကြားရတော့ပြီကိုတန်းစင်လည်းတအံ့တော်ဖြစ်ပြီးစပိန်ကိုစူးစမ်းပြီးချင်းကျိုးတက်ဖို့ပြန်မားလိုက်တဲ့အခါမှာတော့နဲကစ်တီမာထားတဲ့ပါဆယ်တို့ကမရှိတော့ပါဘူးကိုတန်းစင်တယောက်ဇောကျွေးတွေပြန်ပြီးဖုံပြီးထွန်းကဘေးဘီဝဲရကိုရှာပါတော့တယ်လမ်းပေါ်မှာကြောက်ခဲတွေမြေကြီးတွေကလွဲလို့အမိုက်တွေကြိုးအိတ်တွေတောင်မှလုံးဝမရှိအဲဒီတော့ကိုတန်းစင်အကြိုက်ရိုက်လို့ပြီပစ္စည်းလာဖို့တော့လေလူမနေတဲ့ခြံဖြစ်နေတယ်စပိန်လဲလို့ပစ္စည်းကပြောက်အိပ်ပါဆက်ရမယ်ပေါ့ဖြစ်နေတော့ဒီလိုနဲ့ပဲကိုတန်းစင်လဲစိတ်ညစ်ညစ်နဲ့စပိန်ကိုမနှင်းသေးပဲလမ်းထိပ်အထိတွန်းသွားဖို့ထွက်လာခဲ့အတွေးအလွန်နေတော့မိုးဆက်ပေါက်လေးတွေကသူ့ကိုယ်ပေါ်ကြာအောင်သူမမှုအားပါဘူးလမ်းကျိုးတစ်ခုမရောက်ခင်မှာသူခြေတံတံကိုကြားလိုက်ရတယ်အလုတ်ကနေပြန်လာတဲ့ပုံစံရှိတဲ့လူလက်ပိုင်းမျိုးသားတစ်ယောက်ပေါ့ကိုတန်းစင်ကလည်းတစုံတစ်ခုမေးမြန်းဖို့အတွက်အဲ့ဒီလူနာကိုစပိန်တွန်းသွားလိုက်တော့တယ်ကိုဒီနားမှာလေနန်းကစ်တီဆိုတဲ့မျိုးသမီးဒီ channel မှာတစ်လောက်မှနေအောင်တိလားဗျ online shop ကနေပစ္စည်းမှာရတာမို့လို့ကျွန်တော်လာပို့တာပါအေးဟိုနားလေးမှာပဲလေကိုရဆိုင်ရှိရချန်ပဲလွန်ခဲ့တဲ့တစ်ပတ်လောက်ကအဲ့ဒီအိမ်မီးလောင်သွားလို့တမီသားစုလုံးမီးလေးပါသွားကြတာအခုဘယ်သူမှမနေကြတော့ဘူးဒါနဲ့ငါညီမင်းတို့စီကနေဘယ်သူကမှာထားတာလဲကွာအော်အဲ့ဒီအိမ်လေးစာပေးထားတဲ့နန်းကစ်တီဆိုတဲ့ customer ပါခင်ဗျဟေးဟုတ်လားအေးသူလည်းအမှမီးလောင်နေတယ်ပါသွားတယ်ငါညီရဲ့ဟာပစ္စည်းမှာထားတာမနေရမှလေတေတော့တပတ်လောက်တောင်ရှိပြီလားဒါဆိုကျွန်တော်တရေချောက်ခံပြီထင်တယ်ဟာအေးမိုးလည်းချုံနေပြီပြူဆိုင်ကောင်းငန်းကြီးဟုတ်ကိုအဲဆိုကျွန်တော်သွားလိုက်ပါဦးမယ်နော်ကိုကျေးဇူးပါဗျကိုတန်းစင်တယောက်ကြက်သီးတွေထပြီးတော့အဲ့ဒီလူကိုနှုတ်ဆက်ပြီးအန်အောချင်းများစွာနဲ့ရှေ့သို့ဆက်လျှောက်လာနေတယ်ခြေလန်း10လန်းခန့်ရောက်တဲ့အခါမှာတော့အနောက်ကနေအော်ပြောတံကိုကြားလိုက်ရပါတယ်အန်ကြီးမင်းတို့စီကပစ္စည်းလမ်းမာထားတဲ့နန်းကေတီဆိုတာငါသမီးလေးပဲကွာ